အာမခံပါတဲ့ကားဘက်ကြီးအစင်မပြေတာဖြစ်ရင်ချက်ချင်းလဲပေးလာတယ်နော်လဲမပေးပါအောင်တော့ကျွန်တော်စီမှာတော့အဲ့တော့လဲကိုပေးရမယ်ဆိုရကန်ဆယ်မိုင်းဆိုကျွန်တော်ကမအောင်တော့အဲ့တော့ဘက်ကြီးကလည်းတိတ်မတင်ငါဘူးတခုခုဆိုချက်ချင်းလဲပေးရမယ်မင်းတို့ဆိုရင်တော့မအောင်ပေးဘူးအလုပ်ကန်ဆယ်မိုင်းဆိုတော့ဘာလဲတော့တကယ်တော့ဆိုင်နေရတည်တယ်စမ်းကြည့်လိုက်အချိန်3ရက်လောက်စမ်းကြည့်လိုက်တည်တယ်အားမနေရလားမတောင့်တာလားဗောနော်ဗတီးအဆင်မပြေတဲ့ကြရင်ကျွန်တော်ကခေါင်းရှုံးမခံဘူးတခြားအဆင်ပြေမဲ့လုံးနဲ့လဲပေးလိုက်တယ်အိုးတစ်ချိန်ပေးလိုက်တယ်အဲ့လိုမျိုးလုပ်ပေးလိုက်တယ်ကုမ္ပဏီကဒီအိုးကိုအစ်စ်ပြန်ပေးမလားတခြားသုံးလို့အဆင်ပြေမဲ့အိုးပြန်ပေးမလားဆိုတာမသိကြဘူးအဲ့လိုတွေရှိတယ်ကျွန်တော်တော့ခေါင်းရှုံးမခံဗတီးရသိကြရဆိုရင်လဲပေးလိုက်တယ်ဒီတစ်သိမ့်မလို့ချင်းတခြားတစ်သိမ့်လဲတဲ့အဆင်ပြေအောင်လုပ်ပေးလိုက်ဗတီးရသိကြမှာဗတီးရမဟုတ်ဘူးဆိုရင်ကျွန်တော်ကလဲမပေးဘူးဒါထပ်ထပ်ပြောတဲ့ကိစ္စပေါ့နော်ဗတီးကတခြားပါဝါရော့နေရာမျိုးတို့ဘာလို့ဆိုလို့ချင်းလဲကျွန်တော်ကတခါပြောတာဒါမျိုးဖြစ်ရင်လဲလို့မရဘူးကျင်းတဲ့ဆိုရင်တော့အစ်စ်ဝယ်သွားပါတော့တခုခုဒါမျိုးဖြစ်လာရင်တော့ကျွန်တော်ကအမကန်မပါဘူးတခါလေးပြောတယ်အဲ့တော့နောက်မိုက်ကိစ္စကျတော့ခေါင်းရှုပ်လို့လေကစားမိုင်း